တမိုင်းမှာ The Great မဟာဆိုတဲ့ဘွဲကိုရထားတဲ့လူအနှဲငယ်တွေမှာသူကထိတ်ဆုံးကပါအသက်30မပြည့်ခင်မှာအဲ့ဒီခေတ်ကသိရှိသမျှကဘာကြီးကိုဒူးထောက်စေခဲ့တဲ့မက်ဆီဒိုနီးယားဘုရင်မဟာအလက်ဇန္ဒာအကြောင်းဖြစ်ပါတယ်သူဟာဘဝတစ်လျှောက်စစ်ပွဲတစ်ခုမှမရှုံးဘူးတဲ့စစ်ပါရမရှင်တယောက်အဖြစ်ယနေ့တိုင်ကြော်ကြားနေသေးပါအသက်20အရွယ်မှာဘုရင်ဖြစ်လာတဲ့အလက်ဇန္ဒာရဲ့အကြီးမားဆုံးသောရည်မှန်းချက်ကတော့ခေတ်ကာလရဲ့အင်အားအကြီးဆုံးပါရှန်အင်ပါယာကြီးကိုအောင်နိုင်ဖို့ပါပဲသူဟာအီဂျစ်ကနေအိန္ဒိယနယ်စပ်အထိမိုင်ပေါင်းထောင်ချီချီတက်ပြီးသိမ်းပိုက်ခဲ့ပါတယ်သူဟာစစ်တပ်ရုံတင်မဟုတ်ပဲယဉ်ကျေးမှုဘောင်းဆောင်ကိုပေါင်းစည်းပေးခဲ့တယ်လို့အလက်ဇန္ဒရီးယားလို့အမည်ရတဲ့မြို့ပေါင်းများစွာကိုလည်းတည်ထောင်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ယူသွတ်တဲ့နယ်ချက်လိုစိတ်ကြောင့်စစ်တီတော်တွေဟာပြင်ပန်းနွမ်းနယ်လာခဲ့ပြီးနောက်ဆုံးမှာတော့ဇာတိကိုပြန်ဖို့တောင်းဆိုခဲ့ကြပါတယ်အလက်ဇန္ဒာဟာအသက်32နှစ်အရွယ်မှာတင်ဘေဘီလုံမြို့မှာရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်သူကွယ်လွန်ချိန်မှာသူတိဆောက်ခဲ့တဲ့အင်ပါယာကြီးပြိုကွဲသွားခဲ့ပေမဲ့သူ့ရဲ့ဩဇာကတော့ရာစုနှစ်ပေါင်းများစွာကဘာကြီးကိုလွှမ်းမိုးခဲ့ပါတယ်အလက်ဇန္ဒာကပြောခဲ့မှုပါတယ်ကြိုးစားတဲ့လူအတွက်မဖြစ်နိုင်တာဘာမှမရှိဘူးတဲ့ကဘာကြီးကိုသိမ့်ပိုက်နိုင်ပေမဲ့ကိုယ့်ရဲ့အချိန်ကိုတော့ဘယ်သူမှမတားဆီးနိုင်ဘူးဆိုတဲ့သင်ခန်းစာကိုသူ့ဘဝကပေးသွားခဲ့တာဖြစ်ပါတယ်